သတင်းမားတွေနဲ့ပတ်သက်ပြီးဖြေရှင်းလာခဲ့တဲ့ပိုးမမီသားအားလုံးပဲမင်္ဂလာပါပရိသတ်ကြီးများရှင်အနုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေကိုရရှိနေတဲ့မင်းသမီးလေးပိုးမမီသားကတော့အခုဆိုရိုက်ကူးရေးလေးတွေမှာခက်စိတ်စိတ်ရိုက်ကူးလာနေရပြီဖြစ်ပြီးတော့ပိုးမမီသားကမင်းသားနေတိုးနဲ့ရိုက်ကူးထားတဲ့အချစ်ညီမချင်းဇာတ်ကားနဲ့လည်းပရိသတ်တွေရဲ့အားပေးမှုကိုခံနေရပါတယ်ရှင်မင်းသမီးလေးပိုးမမီသားကတော့သူမရဲ့အခြေရေးနဲ့ပတ်သက်ပြီးနောက်ွယ်ကသတင်းတွေအမျိုးမျိုးထွက်ပေါ်လာနေတဲ့အပေါ်ပွင့်ပွင့်လင်းလင်းပဲပြောဆိုဖြေရှင်းထားပါတယ်။တရုတ်ဆောင်ပိုးမမီသားကတော့သူမရဲ့နောက်ွယ်ကသတင်းတွေအမျိုးမျိုးအပေါ်မှာအခုလိုပဲဖြေရှင်းလာခဲ့တာကိုတွေ့ရတာဖြစ်ပါတယ်ရှင်။တရုတ်ဆောင်ပိုးမမီသားကပိုးမီရဲ့နောက်ွယ်ကနေမဟုတ်မမှန်တဲ့သတင်းတွေအမျိုးမျိုးတက်လာနေတာကိုတွေ့ရတယ်။အခုလိုသတင်းအမှားတွေတင်နေကြတာကမကောင်းပါဘူး။သတင်းအမှန်တွေကိုပဲအားပေးခြင်းနဲ့နာမည်ကြီးဖို့အတွက်ပဲလောက်တာမျိုးတော့မကောင်းပါဘူးမဟုတ်မမှန်တဲ့သတင်းတွေတမင်လောက်ချန်ပြီးတော့မျှဝေကြဖို့တောင်းဆိုပါရယ်ဆိုပြီးတော့တရုတ်ဆောင်ပိုးမမီသားကသူမရဲ့နောက်ွယ်ကသတင်းတွေနဲ့ပတ်သက်ပြီးပြောပြထားခဲ့တာဖြစ်ပါရဲ့ရှင်အနုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေကိုရရှိနေတဲ့မင်းသမီးလေးပိုးမမီသားကတော့အခုဆိုရင်ရိုက်ကူးရေးလေးတွေမှာခက်ဆစ်စစ်ရိုက်ကူးလာနေရပြီဖြစ်ပြီးတော့သူမကမင်းသားနေတိုးနဲ့ရိုက်ကူးထားတဲ့အချင်းညီမရှင်ဇာတ်ကားနဲ့လည်းပရိသတ်တွေအားပေးမှုကိုခံနေရပါသေးတယ်။သူမရဲ့အနုပညာလှူရှားမှုအသစ်လေးတွေကိုလည်းပရိသတ်တွေကအားပေးဆောင်မျှော်နေကြပါတယ်ရှင်။တရုတ်ဆောင်ပိုးမမီသားကတော့လှပပြီးချစ်စရာကောင်းပြီးတော့တရုတ်ဆောင်လည်းကောင်းတာကြောင့်ပရိသတ်တွေအားပေးမှုတွေကိုအပြည့်အဝရရှိထားတာဖြစ်ပြီးအခုချိန်ထိအနုပညာလုပ်လေးတွေမှာစတိုင်းဆိုသလိုရိုက်ကူးလာနေရတာပါအခုလက်ရှိချိန်မှာလည်းပိုးမမီသားကကြော်ညာလေးတွေမှာစတိုင်းရိုက်ကူးပြီးနေရလျက်ရှိတယ်အားလုံးရဲ့အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ပိုးမမီသားကတော့အခုချိန်ထိအခြေရေးမှာတည်ငြိမ်နေဆဲဖြစ်ပြီးအနုပညာလုပ်လေးတွေကိုလုပ်ရင်းနဲ့တယောက်တည်းအေးအေးချမ်းချမ်းလေးဖြတ်သန်းနေလျက်ရှိပါတယ်အခုဆိုရင်ပိုးမမီသားကပရိသတ်တွေသိချင်နေကြတဲ့သူ့ရဲ့အခြေရေးကိုတရားဝင်ထုတ်ပြောလာခဲ့ပြီးဖြစ်ပါတယ်။သူမရဲ့အခြေရေးမှာတော့ပိုးမမီသားကကိုမောင်မောင်နဲ့အရေးမကြီးပဲတကယ်ချစ်ရတဲ့သူ့အပေါ်တကယ်ချစ်မြတ်နိုးတဲ့သူမျိုးကနေသာလက်တွဲသွားမယ်လို့ဆိုပါတယ်။တရုတ်ဆောင်ပိုးမမီသားကတော့အခြေရေးမှာအရန်ကြီးမလို့ပါဘူး။ကိုဖြစ်မောင်လေးဖြစ်ပေါ့နော်။ကိုနဲ့စိတ်ချင်းနီးစပ်သွားဖို့ကပိုပြီးအရေးကြီးပါတယ်။ကိုကြိုက်တဲ့ပုံစံရဲ့လို့တော့မရှိပါဘူး။ဒီတစ်ခါကအဖြူလေးကြရင်နောက်တစ်ခါကအပန်းရောင်လေးဆိုကြိုက်နိုင်တာပဲလေ။အဲ့ဒီပေါ်မှာတော့ trade true မရှိပါဘူးဆိုပြီးတော့သူမကပြောပြထားပါတယ်ရှင်။ပိုးမီသားကတော့သူ့ရဲ့အခြေအနေမှာကိုမောင်မောင်တွေကအရေးမကြီးပဲသူ့ပေါ်မှာတကယ်မြတ်တာစေနာရှိတဲ့သူကိုရွေးချယ်သွားမယ်လို့သိရပါတယ်။ပိုးမီသားကတော့အနုပညာလုပ်လေးတွေမှာအခုချိန်ထိနေရာတစ်ခုထိရက်တီအောင်မြင်နေပြီးမကြမီမှာလဲဇလန်တွဲတစ်ခုမှာပါဝင်ပြီးတော့ရိုက်ကူးလာတော့မယ်လို့သိရပါတယ်။ပိုးမီသားကကရက်တာအပြင်ပြင်းအောင်တရုတ်ဆောင်တက်တဲ့သူပါဆွဲဆောင်မှုရှိရှိလှပပြီးချစ်စရာကောင်းတဲ့မင်းသမီးတစ်လက်လည်းဖြစ်တဲ့အတွက်ကြောင့်လေပရိသတ်တွေအားပေးခြင်းကိုအပြည့်အဝရရှိထားတဲ့သူလေးဖြစ်ပါသေးရဲ့ရှင်ပရိသတ်တွေနဲ့ပတ်သက်ပြီးတော့လေပိုးမမီသားကအခုလိုပဲပြောပြထားပါတယ်ပိုးမီသားကပိုးကတော့ဘသူအတွက်လှအောင်နေလဲဆိုတော့ပရိသတ်တွေအားလုံးအတွက်ပါပဲရှင်ကိုဝါသနာပါလာရေးလေးကိုလုံနေရတယ်ကိုရဲ့မိသားစုတွေနဲ့လည်းအတူတူနေရတယ်အခုလိုပုံမှန်လေးပတ်နေတဲ့ဘွားလေးကတကယ်ကိုစိတ်ချမ်းသာစရာကောင်းတာပေါ့နော်အနုပညာလုပ်လေးတွေမှာတော့ကိုအားပေးနေကြတဲ့ပရိသတ်တွေအတွက်အကောင်းဆုံးစူးစမ်းနေပါတယ်ဆိုပြီးတော့ပိုးမမီသားပြလာခဲ့တာပဲဖြစ်ပါတယ်ရှင်နားဆင်နေတဲ့ပရိသတ်တွေအတွက်မျှဝေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နော်